ဘာပေါ်မှာလွမ်းမရှိနိုင်ဘူးအခြေအနေကကြောင့်တရားကတို့မချစ်ရဘူးတဲ့တို့လေးရောက်မချစ်သင့်ဘူးတဲ့ဘယ်ချိန်တို့နေရာဝေးကြရမယ်သူတင်ငါတိထားတော့လေတွေ့တာနေနောက်ကြိုးတစ်ချောင်း